အခုဆိုရင်ထိုင်းနဲ့ကမ်ဘောဒီးယားနဲ့ကပြန်ပြီးတော့ချနေပြန်ပြီပေါ့နော်နယ်စပ်မှာဆိုရင်အကြီးအကျယ်ပြန်လဲပြီးတော့ပစ်ခတ်မှုတွေနောက်ပြီးတော့ကမ်ဘောဒီးယားဘက်ကနေပစ်လာပြီးတော့ထိုင်းဘက်ကနေပြန်ပစ်သွားတာတို့နောက်ပြီးတော့လေရင်ပြန်နဲ့ချတာတို့ဒရုန်းတွေနဲ့ချတာတို့တွေတော်တော်လေးကိုတွေ့နေရတာပေါ့နော်နောက်ပြီးတော့ထိုင်းစစ်သားတွေကပေါ့နော်အဲ့ဒီကမ်ဘောဒီးယားနိုင်ငံဘက်မှာရှိတဲ့အဲ့ဒီဖုန်းလိုင်းအဲ့ဒီ Wi-Fi line ပေါ့နော်အဲ့ဒီကမ်ဘောဒီးယားနိုင်ငံဘက်မှာဆိုရင်ကြားဖြန့်တွေလိမ်လည်မှုတွေကဒီဖုန်းလိုင်းကနေပဲတိုက်ရိုက်သူတို့ကယူပြီးတော့တုံးနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီတိုင်ကိုသူတို့ကဖြတ်သိမ်းလိုက်တာပေါ့နော်အဲ့ဒီမိုင်းတွေနဲ့လေရင်ပြန်တွေနဲ့ပစ်ပလိုက်ပြီးတော့နောက်ဆုံးဒီတိုင်ကကျိုးသွားတာဖြစ်ပါတယ်ဒီတိုင်ကျိုးသွားပြီဆိုတော့အဲ့ဒီထိုင်းဘက်ကစစ်သားတွေတော်တော်လေးကိုပြောနေကြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသူများကိုလိန်မဲ့အချိန်ဆိုရင်လိန်ရခက်သွားမှာပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးပြစ်နိုင်တာကလည်းတော်တော်လေးကိုဘယ်လိုပြောမလဲလိန်လဲသူလိန်ခံရမဲ့သူတွေညော့နေသွားမှာအခုဆိုရင်ပေါ့နော်ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာနေတဲ့မြန်မာပြည်သားတွေအားလုံးကိုအတွက်ပြောမယ်ဆိုရင်ဖြစ်နိုင်ပေါ့နော်အဲ့ဒီနယ်စပ်ကိုတိတ်ပြီးတော့မသွားပါနဲ့ဘာဖြစ်လဲဆိုတော့သူတို့အကြီးအကျယ်ပြန်ပြီးတော့ချနေပါတယ်အများဆုံးချနေတဲ့နေရာကဘယ်ဘက်မှာလဲဆိုရင်အဲ့ဒီထိုင်းနိုင်ငံဖက်အီဆန်တိုက်ဘက်မှာဖြစ်နေတာပေါ့နော်အားကြောင့်မို့တကယ်ချင်းတို့တွေကိုယ့်ရဲ့အတိမိတ်ဆွေတွေကိုပါတော့ဒီရှိတယ်ဆိုရင်လည်းဒီဗီဒီယိုဖိုင်ကို share ပြီးတော့တွားပြပေးကြပါလို့တောင်းဆိုချင်ပါတယ်နော်အားလုံး